ကျမတို့ဒီပေါ့နော် Archimedes မြန်မာနေပြီးတော့ဒီမြန်မာနိုင်ငံတအုပ်တဲ့ကိုယ်စားလှယ်အနေနဲ့တင်ဝင်တင်သွင်းဖြန့်ချီထားတဲ့ product တွေကိုအခုပေါ့နော် series 3ခုရှိတဲ့ဟာလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်အဓိကကတော့ဒီဇန်တို့စီမှာပေါ့နော်hydrating series ရှိမယ်အဓိကစံသားပျက်စီးတာတွေစံသားအဖျား6တာတွေအတွက်ရေထက်ကိုဖြည့်ပေးတဲ့ series ပေါ့နော်ဒါကတော့အရင်တုန်းကလည်းဇန်တို့ customer တော်တော်များများလည်းသိပြီးသားဖြစ်ပါတယ်ပြီးတော့နောက်ထပ်ပေါ့နော်ဒီဇန်တို့ဒီမှာအရင်ရောင်းရတဲ့ hot item အနေနဲ့ anti hair loss series တွေလည်းရှိပါတယ်အဲ့ဒါအပြင်ကိုအခုနောက်ထပ် product အသစ်ထွက်တာလေးနဲ့လည်းထပ်ပြီးတော့ပြောပြပေးချင်လို့ပါရှင်နော်အဓိကကတော့ဇန်တို့အခု hydrating city မှာဆိုလို့ရှိရင်ဒီ hydrating shampoo ပါမယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကကျတော့conditioner ပါမယ်ပေါ့နော်ပြီးသွားလို့ရှိရင်နောက်တစ်ခုက hair mask ပါမယ်ပြီးသွားလို့ရှိရင်ဇန်တို့ရဲ့ multi purpose wine ဖြစ်တဲ့ argan wine ပေါ့နော်ဒီဟာလေးကတော့ဇန်တို့ bundle 1အနေနဲ့ဒါအရင်ကတည်းကလည်းရှိပြီးသားပေါ့နော်ဒါလေးကတော့ hydrating series ဘယ်လိုလူမျိုးတွေသုံးရမလဲဆိုတော့ဇန်တို့ဒီဆန်သားအဖျား6တဲ့သူတွေပြီးသွားလို့ရှိရင်ဆန်သားအဖျား2ခွာဖြစ်တဲ့သူတွေပြီးတော့နောက်တစ်ခုကကျတော့ဒီပေါ့နော်ဆန်သားဘယ်လောက်ပဲ shampoo တွေပဲသုံးအဖျားတွေ2ခွာတွေဖြစ်နေမယ်ပြီးသွားလို့ရှိရင်ကြိုးကျင်နေမယ်ပေါ့နော်အဲ့လိုလူမျိုးတွေဆိုလို့ရှိရင် daily shampoo အနေနဲ့သုံးလို့ရတယ်နောက်ပြီးလို့ရှိရင်သူ့ရဲ့ benefit က all hair type ဘယ်ဆန်သားမဆိုလည်းအသုံးပြုလို့ရတယ်ပေါ့နော်အဓိကရေဓာတ်ကိုဖြည့်ပေးရဖြစ်တဲ့အတွက်ပြီးတော့သူ့ရဲ့ series မှာနောက်ထပ်item 3မျိုးထပ်ရှိမယ်ရှင်ဒါကကြတော့ anti dandruff ပေါက်ပြောက်တဲ့ဟာပေါ့နော်အဓိကပေါက်သမားတွေဇန်တို့ရဲ့ anti dandruff shampoo မှာကြတော့ menthol ပါဝင်မှုက%အရန်နေတယ်ဆိုရင် menthol အရန်ပါတဲ့ဟာမျိုးတွေကြတော့ဥယျာဉ်ပြ6လာမျိုးတွေပြီးသွားလို့ရှိရင်ပို့ပြီးတော့ပေါ့နော်ဒီ fungus ဘက်ကိုသွားမျိုးဖြစ်တယ်ဇန်တို့ဒီမှာကြတော့ menthol ပါဝင်မှုအရန်နေရဖြစ်တဲ့အတွက်ဘောက်တွေကိုလည်းတက်တာစေတယ်ပြီးတော့နောက်တစ်ခါဘောက်ဖြစ်စေတဲ့ cell တွေကိုလည်းဒီပေါ့နော်ကြီးထွားမှုနှုန်းကို short ချပေးရဖြစ်တဲ့အတွက်ဘောက်တွေဆိုလို့ရှိရင်လည်းဒီလိုတလပုံမှန်ပေါ့နော်တလမှာ2ကြိမ်လောက်3တာနဲ့ကိုတိတိတတ်တာနဲ့ short ပေးရပေါ့နော်ဒါကတော့ဆန်တို့ရဲ့ anti dandruff ရဲ့အတာချက်ပါနောက်တစ်ခုကကျတော့ volume shampoo လေးကကြတော့ဒါအဓိကဆန်တို့ဥယျာဉ်ပြအစီပြန်တဲ့သူနောက်ပါလို့ရှိရင်သပင်ပေါ့နော်ခေါင်းလျှော်ပြီးရင်လည်းကတ်သွားတာတို့ဘာလို့အဲ့လိုမျိုးတွေအတွက်အရန်အသုံးဝင်တယ်ပြီးတော့နောက်တစ်ခုကသူကဒီလိုမျိုးသူ့ကို short ပြီးွားပြီဆိုလို့ရှိရင်တော့ဒီသပင်ကက်ကကြီးမဖြစ်ဘူးသပင်ပုံသွင်းသားသလိုဖြစ်တယ်ဖောင်းဖောင်းကြွကြွလေးဖြစ်တယ်အစီပြန်နာကို 90% သက်သာစေတယ်ဒါကတော့ဥယျာဉ်ပြအစီပြန်တဲ့သူတွေအတွက်အဓိကကတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာတော်တော်များများရာသီဥတုပူတာရယ်ပြီးပါလို့ရှိရင်ဖုန်နေတဲ့နေနေ့စဉ်ပေါ့နော်အလုပ်တွေသွားရတာဗာညာများတာဖြစ်တဲ့အတွက်ဥယျာဉ်ပြအစီပြန်တဲ့သူတွေများတယ်အဲ့အတွက်ကြောင့်မလို့ volume shampoo ကလည်းကျွန်တော်ဒီ Archimedes ရဲ့ရောင်းရတဲ့ item တွေမှာတစ်ခုပါတယ်အဲ့တော့အစီပြန်တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ဟောဒီအစိမ်းအောင် volume shampoo လေးကိုသုံးပြီးပါနောက်တစ်ခုကကျတော့ဆန်တို့ဒီ acid shampoo ကကျတော့အခုဒီနောက်ပိုင်းမှာပေါ့နော်ဆန်တို့ customer တော်တော်များများကဘယ်လိုပြောရမလဲသပင်တွေကောက်လာကြတယ်ဖြောက်လာကြတယ်ဆေးထိရယ် chemical တွေအရင်ထိရယ်အဲ့လိုအချိန်မျိုးမှာသပင်တွေပျက်စီးလာတယ်ပြီးတော့ရှင်သပင်တွေပိုကျွတ်လာတယ်အဖျားတွေနှစ်ခွာတွေပိုပြီးတော့ဖြစ်လာတယ်ဆန်သားတွေကပိုပြီးတော့ခြောက်လာတယ်အဲ့လိုအချိန်ကျရင်treatment တွေလုပ်ကြရတယ် mask တွေကောင်းကောင်းသုံးတယ် rebounding တွေလုပ်တယ်အဲ့ချိန်ကျရင်တချို့ဟာတွေကကြတော့ပျက်စီးမှုကိုပြန်ပြီးတော့မထိန်းသိမ်းနိုင်ဘူး shampoo တိုင်းကလည်းဆန်သားအတွင်းပိုင်းပြန်ပြီးတော့ treatment မလုပ်ပေးနိုင်ဘူးပေါ့နော်အဲ့တော့ဇန်တို့ရဲ့ acid shampoo ကတော့ဒီပျက်စီးဆန်သားတွေအတွက်လုံးဝကိုအဆင်ပြေတယ်တစ်ချိန်လိုတစ်ချိန်တိတိတတ်တာနဲ့မကောင်းတဲ့ဆန်သားတွေကိုဒီပေါ့နော်ဖယ်ရှားပေးပြီးတော့ကျွန်တော်ပြန်ပြီးတော့ဆန်သားအတွင်းပိုင်းလွှာကြီးကိုပြုပြင်ပေးရဖြစ်တဲ့အတွက် acid shampoo ကလုံးဝအဖျားနှခွဖြစ်တာတွေခုန chemical ထိလို့ပျက်စီးရဲ့ဥစ္စာတွေအတွက်အရန်ကိုအဆင်ပြေရပေါ့နော်ဒါသုံးလို့လေတော်တော်များများလူတိုင်းလည်းကြိုက်ကြတယ်တော်တော်များများဒီဖြောင်းတာကောက်တာလုပ်တဲ့သူတော်တော်များများရဲ့လက်ဆွဲလည်းဖြစ်တယ်ပေါ့နော်